လက်ကောက်တကွင်းကို4,000-5,000နဲ့ပေးပါမယ်လက်ကောက်တကွင်းကို4,000-5,000နဲ့ပေးပါမယ်ရှင်ကဲဘာလေးရမလဲဆိုတော့မမေနဲ့တူလိုက်ကြည့်ပေးကြပါအောင်နော်အခုမမေပြထားတဲ့ဒီကနုတ်လက်ကောက်ရဲ့မှန်ဆက်ဖြတ်လက်ကောက်လေးကိုမမင်က4,000ပေါ့နော်တကွင်း4,000နဲ့ရောင်းပေးပါပါပုံမှန်ဒါလေးတွေကိုမမင်က6,500နဲ့ရောင်းတဲ့ကွင်းလေးတွေကိုတကွင်း4,000နဲ့ထားပေးပါပါရှင်ဒီနှမျိုးရပါမယ်နော် site ကလည်းတစ်မျိုးစီရပါမယ်ရှင်အခုပြထားတဲ့မြန်နဲ့လက်ကောက်လေးတွေကစိုက်တဲ့မျိုးရပါမယ်။တကွင်းကို9,000နဲ့ပဲပေးပါမယ်ရှင်။ပုံမှန်မင်း8,500ရောင်းတဲ့ကွင်းလေးတွေပါ။စိုက်ကတော့2 site ရှိမယ်ပေါ့နော်။နောက်တစ်မျိုးကတော့ဗက်ပြားလက်ကောက်လေးပါရှင်။ဒီဗက်ပြားလက်ကောက်လေးကိုမင်းပုံမှန်2,200ရောင်းတဲ့လက်ကောက်လေးကိုအခုဒီဗီဒီယိုကြည့်ပြီးတာနဲ့1,000ခွဲလေးနဲ့ပဲယူပါရှင်။ကဲဒီတစ်ခေါက်ကတော့ဘာယူယူ1,000တန်လေးပြပေးပါမယ်ဒါလေးကဆင်းလက်စီလက်ကောက်လေးဖြစ်ပါတယ်တော်ရီဆူရှိစုခံနဲ့အကျန်းဝတ်လို့ရပါတယ်အခုမမပြတဲ့ပုံလေးထဲမှာအကြိုက်တွေ့တယ်ဆိုရင် screenshot လေးရိုက်ပြီးတော့မမရဲ့ပိုင်ပါနံပါတ်3993333999ကိုဆက်သွယ်ပြီးတော့မှာယူလို့ရပါတယ်ရှင်ကဲဒီလက်ကောက်လေးဆိုရင် Anri design လေးကိုမှသူကဘဲဥပုံပတ်တာလေးနဲ့ပေါ့နော်ဒီလိုဘဲဥပုံပတ်တာလေးရကြတော့လက်တိုင်းမရွေးဝတ်လို့ရတဲ့ပုံစံလေးတွေပါနော်ဒါလေးကတော့နောက်ဆုံးကွင်းလေးပါဒီနောက်ဆုံးကွင်းလေးကိုနောက်ဆုံးကွင်းလေးဖြစ်တဲ့အတွက်ကြောင့်မမင်ကတကွင်းကို3,000နဲ့ပဲထားပေးပါမယ်ရှင်လာရအပ်ပြီးလို့ရပါပြီ